ကျွန်တော်တို့အသုံးပြုနေတဲ့ဖုန်းကအမြဲတမ်းပေါ့ပါလန်ဆန်နေဖို့အတွက် auto reset ဘယ်လိုလုပ်ရမလဲ auto reset လုပ်ချင်ရင်အားသာချက်အားနည်းချက်ရှောင်းရဆောင်ရတွေကိုလည်းဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့အမြင်အာရုံချိုးတဲ့သူဖြစ်ပါတယ်မြင်တဲ့လူလည်းလိုက်လုပ်လို့ရပါတယ်အရေးဆုံးဒီဖုန်း setting တွေကိုဝင်လိုက်မယ် settings double tap to activate ကျွန်တော်ကတော့ Samsung Galaxy A03 ဖုန်းနဲ့လောက်ပြတာပါเนาะမိတ်ဆွေတို့ဖုန်းတခြားဖုန်းနဲ့သဘောတရားချင်းတူပါပဲเนาะမကွာပါဘူးဒီနေရာမှာ settings out of list Samsung account profile apps and feed back setting စာမျက်နှာကိုအပေါ်ထိဆွဲတင်လိုက်မယ်เนาะ showing item 25 of 28ပြီးရင်ဒီနေရာမှာ battery and device care storage memory device apps battery and battery and device care စာမျက်နှာတွေကိုထပ်ဝင်လိုက်မယ် battery and device care double tap to activate device care စာမျက်နှာတွေကိုရောက်လာပြီဆိုလို့ရှိရင်ဒီအပေါ်ကိုဆွဲတင်လိုက်မယ်ဒီနေရာမှာ performance ultra data saving app protection ultra performance auto optimization auto optimization ဆိုတဲ့စာမျက်နှာတွေကိုထပ်ဝင်လိုက်မယ် auto optimization double tap to activate ပြီးရင်ဒီနေရာမှာ auto restart ဆိုတဲ့စာမျက်နှာတွေကိုထပ်ဝင်လိုက်မယ် last auto restart double tap to activate ဒီမှာဒီစာမျက်နှာတွေကိုရောက်လာပြီပါနော်ဒီ auto restart စာမျက်နှာဒီအပေါ်ကဟာက the screen restart when needed your phone will restart automatically when performance issues are detected restart when needed your phone will restart automatically when performance issues are detected off အပေါ်ကဟာကတကယ်လို့ကျွန်တော်တို့ဖွင့်ထားမယ်ဆိုလို့ရှိရင်ဖောက်ရစနစ်ကသူအလောက်ဖို့လေးလံလာတဲ့ခါကျရင်သူ့ဘာသာသူဒီ auto reset ချပေးလိုက်တာပေါ့နော်မိတ်ဆွေတို့ကဒီဖွင့်ကြည့်နေဖွင့်ပါနော်ဖွင့်လို့ရအောင်ဖွင့်လို့ရတယ်ကျွန်တော်တော့ပိုက်တာတယ်ဒီကအရေးကြီးတယ်ကကျွန်တော်တို့ကဒီ auto ဒီ schedule ထားပြီးတော့ auto reset လုပ်ခြင်းလို့နော်သူအားရဲ့ setting ကိုရွေးလိုက်မယ် not selected restart on schedule sun 3:43 am on reset and schedule ဆိုတဲ့ setting ကိုတော့ on ထားပေးဖို့လိုတယ်ပေါ့နော်ပြသူရဲ့အမှန်လိုက်ကြတော့ဒီမှာနေ့ရက်တွေရွေးပေါ့နော်ဒီနေရာမှာ selected sunday ကျွန်တော်တော့ဒီတနင်္ဂနွေနေ့ကိုရွေးထားတယ်မိတ်ဆွေတို့ကဒီနေရာမှာကိုစိန်ပြေတဲ့ရက်ကိုပါတာကိုတတ်မှတ်ပေါ့နော်ဆလတ်မှတ်လဲပေါ့ဒီနေရာမှာကျွန်တော်တို့ auto reset ဒီ schedule စနစ်ကိုအတောက်ပြုတ်ပါစေရင်တစ်ပတ်ကိုတစ်ကြိမ်ဖြစ်စေနှစ်ကြိမ်ဖြစ်စေအဆင်ပြေတယ်လို့auto reset ရွေးချယ်လို့ရတယ်နော်နောက်မှနေ့တိုင်းလိုချင်လဲနေ့တိုင်းကိုဆလတ်မှတ်လာပေါ့နော်ကျွန်တော်ရဲ့အကြံပြုချက်ကတော့ဒီနေရာမှာတကယ်လို့ဖုန်းကိုပုံမှန်ပဲအတောက်ပြုတ်နေတဲ့လူတယောက်ဆိုရင်ဒီ auto reset ကို schedule ထားမယ်ဆိုလို့ရှိရင်တစ်ပတ်ကို1ရက်လောက်ဆိုရင်လုံလောက်ပါတယ်နော်ဒါမှမဟုတ်မိတ်ဆွေတို့ကဒီ guide နဲ့ပါတအားဆော့နေတဲ့လူဆိုရင်အနည်းဆုံးတစ်ပတ်ကို2ကြိမ်လောက်ဒီ auto reset စနစ်ကိုအသုံးပြုတာပိုကောင်းမယ်လို့ကျွန်တော်အကြံပြုခြင်းတယ်ဒါကကျွန်တော်ကတော့ဒီပုံမှန်မဆိုရင်ဒီတစ်ပတ်ကို1ကြိမ်ပေါ့နော်ဒီမှာဒီ Sunday ကိုပဲ select မှတ်တာတယ်ပြီးရင်သူ့ရဲ့အောက်ဟာကဒီအချိန်တတ်မှတ်ဖို့အတွက်ဒီ time ဆိုတဲ့ box တွေကိုစာမျက်နှာတွေကိုထပ်ဝေ့လိုက်ပါနော် your phone will restart on time 3 set time time စာမျက်နှာတွေကိုရောက်လာပြီဆိုရင်ဒီမှာဘယ်ဘက်ချမ်းမှတ်လိုက်ကြတော့နိုင်ဘောက်ပေါ့နော်နိုင်ဘောက်တွေကိုဝေ့လိုက်မယ်ဒီမှာကျွန်တော်တို့ 2 1 hour 3 edit box hour 3 edit box hour showing black မဘောက်တွေရောက်လာပြီဆိုရင်အချိန်တတ်မှတ်ပေါ့နော်ကျွန်တော်ကတော့ဒီပထမဒီနေရာမှာ3နာရီဖြစ်နေဒီနေရာမှာကျွန်တော်ကတော့1နာရီကိုတတ်မှတ်လာမယ်1 window 1နာရီတတ်မှတ်ပြီဆိုရင်မိတ်ဆွေတို့ကကိုအဆင်ပြေတဲ့အချိန်ကိုတတ်မှတ်ပါနော်ကိုအဲ့ဘယ်အချိန်လောက်ကိုအဲ့ပြော့မလဲပေါ့နော်ဒါကိုခန့်မှန်းယူပေါ့ဒီမှာသူအလဲရကောင်မနစ်ပေါ့နော်မနစ်ရဲ့ပေါက်တွေကိုထပ်ဝင်လာမယ်43 edit box minute hour done button editing 43 edit box မနစ်ခလိုက်ကြတော့ကျွန်တော်ဒီတနာရီအသိပဲယူမစီနော်ဒီ0ပဲထားလာမယ်နော်ဒီမှာ0ကို9 window 8 0 replaced 43ဒါဆိုရင်ကျွန်တော်ကတော့ဒီနေရာမှာဒီတနာရီအသိပေါ့နော်1ရဲ့ဒီမနစ်ခလိုက်ကြ0ထားလိုက်တယ်ပြီးရင်ဒီညာဘက်တာမခလိုက်ကြတော့ရန်ကြီးကြီးရနော်ဒါလေးလူတိုင်းသိမ့်မထင်ပါတယ် selected m ဒီနေရာမှာ pm PM နဲ့ AM ဆိုပြီး2မျိုးရှိတယ်နော် M ကဒီကျွန်တော်တို့ကအဓိက auto schedule ကိုထားခြင်းနဲ့auto reset ကို schedule ထားပြီးတော့
လောက်ကျင်တဲ့ရွေချက်ကတော့ကျွန်တော်တို့အိုက်ပြော့နေတဲ့အချိန်အဖောင်းအတော်မပြုတ်တဲ့အချိန်ကိုလောက်ကျင်တာဖြစ်လို့အဓိကမဖြစ်မနဲ့ M ကိုပဲရွေးထားရမှာနော် AM ပေါ့ဒီ AM ကို slash မှတ်တာပေါ့နော်ကျွန်တော်ကတော့ဒီမှာ Selected. M. AM ကိုပဲ slash မှတ်ထားတယ်အဲ့ဒါတွေအကောင်လုံးပြင်ဆင်ပြီးကောက်ပြီဆိုလို့ရှိရင်ဒီဒုံးကိုနှိုက်လိုက်မယ် Done. Minute. Keyboard hidden. Auto restart. Double tap to activate. ဒါဆိုရင်ကျွန်တော်တို့ဒီ setting နဲ့ပါချိန်ညှိတာအကောင်လုံးပြီးကောက်ပြီပေါ့နော်ဒီတနင်္ဂနွေနေ့ညတနာရီအကောင်လုံးပြီးကောက်ပြီပေါ့ဒါဆိုရင်ဒီနေရာမှာသတိထားရမှာကကျွန်တော်တို့သတိထားရမှာအချက်၅ချက်ရှိပါတယ်နော် auto schedule ကိုအသုံးပြုတော့မဆိုလို့ရှိရင်နံပါတ်1ချက် phone screen lower ပိုက်နေတဲ့အချိန်ဖြစ်ရမယ်နံပါတ်2ဖုန်းရဲ့စနစ်ပိုင်းဆိုင်ရာရန်ရာကြီးတစ်ခုလုံးအကောင်လုံးရန်နာနေတဲ့အချိန်ဖြစ်ရမယ်ဒီနေရာမှာမေးစရာရှိတယ်ပေါ့နော်ဒီဖုန်းscreen ပိုက်တာနဲ့ဒီဖုန်းရဲ့စနစ်ပိုင်းဆိုင်ရာအကောင်လုံးအနာပေးထားတဲ့အချိန်နဲ့မတူဘူးလားဆိုရင်မတူပါဘူးနော်ဖုန်း screen ပိုက်တာက screen နာပိုက်သွားတယ်ဒီနေရာမှာခလေးကြရင်မိတ်ဆွေတို့နံပါတ်2အချက်မှာမိတ်ဆွေတို့ကဖုန်းကဒီ screen ပိုက်တာပဲမဲ့ဒီfile ကိုခုကို download ဆွဲနေတာမျိုးတို့နော်နောက် Play Store မှာ auto update စနစ်ကိုအသုံးပြုထားတာမျိုးတို့နော်စာရေးတစ်ဖြစ်ဒါမျိုးတွေဒီစနစ်ကိုအသုံးပြုထားမယ်ဆိုလို့ရှိရင်ဒီ auto schedule auto restart ကတော့သူအလောက်မလောက်ဘူးပေါ့နော်ဖုန်းကတော့လုံးဝကိုအနာပေးထားတဲ့အချိန်မှာပဲဒီ auto restart ကိုသူအလောက်လောက်တာဖြစ်ပါတယ်ဒီနေရာမှာတကယ်လို့ညတနာရီမှာခုနကျွန်တော်တို့ဒီတတ်မှတ်ထားတဲ့အချိန်မှာတနင်္ဂနွေနေ့ညတနာရီမှာတတ်မှတ်ထားတယ်သူက auto reset ချဖို့အတွက်အချိန်ရောက်လာပြီဆိုလို့ရှိရင်မိတ်ဆွေတို့က file ကိုခုကို download ဆွဲထားမယ်ဒါမှမဟုတ်ရှင်းနားထားမယ်ဆိုလို့ရှိရင်ဒီအစီအစဉ်ကိုသူအကောင်လုံးဖြတ်တယ်နေပေါ့နော်သူမလောက်တော့ဘူးနောက်ပတ်မှာသူဒီစနစ်ကိုပြန်လည်ပတ်တာဖြစ်ပါတယ်ကျွန်တော်ပြောတာနားလည်မထင်နဲ့နော်နံပါတ်3ချက်လိုက်ကြတော့ဗာလဲဆိုရင်ကျွန်တော်တို့ဖုန်းရဲ့ battery အနည်းဆုံး30ရာခိုင်နှုန်းလောက်ရှိထားဖို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုရင်ဖုန်းရဲ့ engine တစ်ခုလုံးနေ့ရှည်လများစွာနော်ဒီမရမနာပဲနဲ့ကျွန်တော်တို့အသုံးပြုထားတဲ့ဒီဖုန်းရဲ့ engine တစ်ခုလုံးကတော့သူ auto reset ကိုသူချလိုက်တာနဲ့ဖုန်းရဲ့ engine တစ်ခုလုံးကိုအနားပေးလိုက်တာနဲ့တူပါတယ်ဥပမာဘာနဲ့တူလို့ဆိုရင် highway လမ်းမပေါ်မှာနှစ်ရှည်လများဒီပြေးနေတဲ့ကားတွေလုံးဝအနားမရှိတဲ့ကားကတော့ဒီဘလို့မှအဆင်မပြေတော့ဘူးเนาะ engine ကလေးလန့်လာမယ် time high လာမယ်အစရှိတဲ့ဖြစ်ပါเนาะဒါကားသမားတွေလွမ်းနေပဲထားလိုက်တော့ကျွန်တော်ဥမာနဲ့ပြောပြတာပေါ့เนาะကျွန်တော်ဖော်အသုံးပြုတဲ့ဖော်စနစ်မှာလေဒီတိုင်းပဲသူကဖော်ရဲ့ engine ကိုတစ်ချက်လုံးကျွန်တော်တို့မောင်းနေမယ်ဒီရန်နာခြင်းမရှိဘူးဆိုလို့ရှိရင်ဒီဖော်ကတော့လေးလန့်လာမယ်เนาะပုံစံမျိုးမျိုးတော့သူဖြစ်လာမယ်ဒါကြောင့်မို့ဒီ auto reset ရဲ့စနစ်ကနော် auto reset စနစ်ကဒီ auto reset ချလိုက်တယ်နံပါတ်3ချက်ကနော် battery ပေါ့ auto reset ကိုသူချလိုက်တယ်ဖော်ရဲ့ engine တစ်ခုလုံးရန်ရာကြီးတစ်ခုလုံးကိုလောဘကိုသူအနာပေးလိုက်တာဖြစ်ပါတယ်ပြီးရင်သူအနာပေးပြီးလို့ engine ကိုသူပြန်နှိုးလိုက်တဲ့အချိန်မှာဖော်ရဲ့စနစ်ပိုင်းဆိုင်ရာဒီ ROM RAM CPU တို့စာရေးတစ်ဖြစ်နော်ဖုန်း screen တို့ဒီစနစ်ပိုင်းဆိုင်ရာအလုံးပြန်လဲ radio line တို့နော်အကောင်လုံးဒီပြန်လဲနိုးထလာဖို့အတွက်သူက battery စွမ်းအင်ပမာဏပို့ပြီးအသုံးပြုရတာဖြစ်ပါတယ်battery စွမ်းအင်ပမာဏပို့ပြီးအသုံးပြုရတာအတွက်ကြောင့်မို့လို့ဖုန်း battery လေဒီအနည်းဆုံး30ရာခိုင်နှုန်းလောက်ရှိထားဖို့လိုအပ်ပါတယ်ဥပမာပါလဲတူလဲဆိုရင်ဒီစောင်းရတဲ့မှာကားတို့ဆိုင်ကယ်တို့စာရေးတစ်ဖြစ်လူတိုင်းသိတယ်နော်စောင်းရတဲ့ဆိုရင်ဆက်နိုးရခတ်တယ်ပေါ့နော်ဆက်နိုးရခတ်တဲ့အချက်ဆိုရင်ဘတ်တရီစွမ်းပမာဏပို့ပြီးအသုံးပြုရတာဖြစ်ပါတယ်နောက်ခါဒီဖုန်းမှာလည်းဖုန်းအင်ဂျင်လည်းဒီတိုင်းပဲခုနကသူက auto reset ချလာတဲ့ဖုန်းကိုလုံးဝအနာပေးလိုက်တာဖြစ်ပါတယ်အနာပေးတဲ့ထားတဲ့ဖုန်းအင်ဂျင်အေးခဲတဲ့ဖုန်းအင်ဂျင်တစ်ခုကိုသူပြန်နှိုးတဲ့ချိန်မှာဒီစနစ်ပိုင်းဆိုင်ရာအလုံးပြန်နှိုးထလာဖို့အတွက်ဒါကြောင့်မို့ဘတ်တရီစွမ်းပမာဏပို့ပြီးသူအသုံးပြုရတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဖုန်းကဘတ်တရီစွမ်းပမာဏမလုံလောက်ဘူးသူအင်ဂျင်ကိုပြန်နှိုးလိုက်တဲ့အချိန်မှာဘာဖြစ်လို့ဆိုရင်ဖုန်းကဟန်သွားနိုင်တယ်ဒါကိုအရေးကြီးတယ်နော်ဘတ်တရီကအရေးကြီးတယ်သတိထားရမှာဒီနေရာမှာနောက်တစ်ခါဒါနံပါတ်4ချက်ပါနော်နံပါတ်4ချက်ကတော့ကျွန်တော်တို့ဖုန်းမှာဒီ finger pin lock ကိုခံထားမယ်အသုံးပြုထားမယ်ဆိုလို့ရှိရင်ဒီ finger pin lock ကိုဖျောက်ထားပေးရမှာဖြစ်ပါတယ် finger pin lock နဲ့ဖုန်း pin lock နဲ့မတူဘူးနော် finger pin lock အတိတ်အသုံးပြုဘူးတဲ့လူဆိုရင်တော့သိလိုက်မယ်ကျွန်တော်ကတော့အသုံးမပြုတ်ဘူးပေါ့နော်ဒီ finger pin lock အသုံးမပြုတ်ဘူးဆိုလို့ရှိရင်ဘာမှလုပ်စရာမလိုဘူးပေါ့နော်န
နံပါတ်5ချက်ကတော့ဒီစင်ကပ်ပင်လော့ကိုဖြောက်ထားပြီးလို့ဒီကျွန်တော်တို့အရာကထလို့မိုးလင်းလာတာနဲ့ဒီ power snake ကအကောင်လော့ဒီ power တွေသူပွင့်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့စင်ကပ်ပင်လော့ခံပြီးဖြောက်တာမယ်ဆိုလို့ရှိရင်စင်ကပ်ပင်လော့ကိုပြန်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အတောင်ပြုတ်နေတဲ့စင်ကပ်ကိုအခြေခံပြီးတော့အတောင်ပြုတ်နေတဲ့ wiper တွေအစားရှိသဖြင့်ပါနော်။ဒါတွေပြန်လေပတ်နိုင်ဖို့ပဲဖြစ်ပါတယ်။ဒါအားလုံးသတိထားရမှာအချက်5ချက်ပေါ့။ဒီနေရာမှာကြတော့နောက်တစ်ခါဒီအာသချက်အားနည်းချက်ပါတယ်ရှိလေဆိုရင်ကျွန်တော်အတောင်ပြုကြည့်တလောက်ကတော့အားနည်းချက်ထက်ကတော့အာသချက်ကပိုများပါတယ်။အားနည်းချက်ကတော့တိတ်များစားမရှိပါဘူး။ဒီဘတ်ထရီစွမ်းရဲ့ပမာဏပိုပြီးကုန်တယ်နောက်တစ်ခါဒီစင်ကပ်ပင်လောက်ကိုပြန်ရိုက်ထည့်ရတယ်ပြန်ထည့်ပေးရတယ်နည်းလောက်လျှော့တော့ပါနော်ဒါကတော့ဘာမှမပြောပါတော့တယ်ဒီအားနေချက်ပေါ့နော်နောက်တစ်ခါသူအာသချက်ကတော့အများကြီးပဲနော်အာသချက်ကတော့ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့အတောင်ပြုတ်နေတဲ့ဖုန်းကခါတိုင်းအတောင်ပြုတ်နေတာထက်ပိုပြီးပေါ့ပါလန်းဆန်းတာမျိုးဒီလိုခံစားချက်မျိုးကျွန်တော်ရရှိပါတယ်ကျွန်တော်အတောင်ပြုတ်တာနောက်ဆုံးကတော့ကျွန်တော်တို့ဒီ auto restart လောက်လိုက်တာကကျွန်တော်တို့ဖုန်းမှာဒီ data တွေ file တွေအချက်လက်တွေအစရှိသဖြင့်ဒါတွေပါတစ်ခုမှမထိခိုက်ဘူးเนาะဒါမိတ်ဆွေတို့စိတ်ချလက်ချနေတာဒီလောက်ကြည့်လို့ရပါတယ်ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးမှအဆင်ပြေမှပဲမိတ်ဆွေတို့ကိုကျွန်တော်ပြန်လည် sharing ပေးတာဖြစ်ပါတယ်စိတ်ချလက်ချနေတာ auto restart လောက်လို့ရပါတယ်ဒီလိုနည်းပညာကောင်းဗီဒီယိုတွေအများအားသိရှိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို like subscribe နှိပ်တော့ပေးကြပါခင်ဗျာသိချင်တာရှိရင်လည်း comment မှာမေးကြလို့ရပါတယ်